2020နောက်နေ့တော့အကောင်းဆုံးဝတ်စားစဉ်ကိုကြီးရစုထူးထူးဒီစုကမဲရလိမ့်မယ်လို့ရှင်နာဟုတ်တယ်နော်မဲဒီစုကပေနေမေတော့တာမဲဖက်ရှင်ဒီဇိုင်နာကတော့ဒီဝစ်စားပိုင်းစင်ရင်ပိုင်းဆိုတော့ဒီအချောက်လောကနာမည်ကြီးမက်စစ်ပိုင်ဖြစ်ပြီးတော့ကောင်းဒီချစ်စရာကောင်းမှမရတော့အချောက်လောကဘယင်ဖြစ်တယ်မတ်တကိုကိုတို့မိတ်ကနဲ့ဒီဇိုင်းတွေကိုကြတော့တီချင်မိတ်ခဲ့တာတော့အချောက်လောကရဲ့ဘယင်မောင်ကျဲနေဒီပဲဒီပါရဲ့ဒီမှာရဲ့ရှင်အခုလိုဝယ်မှာဝစားစဉ်ကိုအကောင်လုံးကိုတောင်းပြန်ကြည့်ချက်ပေးပါရဲ့မတ်တန်ကိုကိုတော့ကျေးဇူးအထူးတင်ရှိပါကြောင်းရှိပါကြောင်းပြောကြလို့ပါအားလုံးစတင်ပါရဲ့အားလုံးကိုပြင်ပေးတဲ့မောင်ရဲမြတ်တွေကိုဟုတ်ဆက်ဟုတ်တော့သူ့လည်းတော့အထူးတင်လို့ရှိပါအဲ့ဒါလေးဝယ်မှာအားလုံးတွေကလိုပေးခဲ့တဲ့ဗတ်ပင်ဟင်းကကိုဝင်းကားတော့အထူးတင်လို့ရှိပါဒါကတော့နောက်25ဦးရဲ့အတွက်အကောင်းဆုံးရှင်ကန်ဒီပေးပွဲအောင်မြင်စွာပြီးဆုံးတော့ကျေညာအပ်ပါတယ်